ဂျာမန်ချင်းလေးအစိတ်ပြင်းလာလေခြင်းဖလော်ရီယန်ဗစ်ကိုခေါ်ယူပြီးတဲ့နောက်မှာပရီးမီးယားလိဂ်မှာရုန်းကန်ခဲ့ရပြီးတော့သူ့ကိုဂျာမန်ချင်းလို့ဝိုင်းပြီးတော့လှောင်ပြောင်ခဲ့ကြပါတယ်။ဗစ်ကလည်းဒါတွေကိုစန့်ကျင်ရင်းနဲ့အကောင်းဆုံးစူးစမ်းခဲ့ရာဝူဗာဟန်နန်နဲ့ပွဲစဉ်မှာကတော့အရာစထင်လာခဲ့ပြီလို့ဆိုလို့ရပါတယ်။ရှေ့ကပွဲမှာလည်းဗစ်ကဂိုးဖန်တီးမှုတွေလည်းပြုလုပ်ထားသေးတယ်။ပြောလို့ရှိရင်ဗစ်အနေနဲ့သွင်းဂိုးတွေဖန်တီးမှုတွေမရရှိခဲ့တဲ့အချိန်တုန်းကအရေးပါတဲ့ဖန်တီးမှုများစွာကိုပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းတာမန်ပရိသတ်တွေအတွက်ကတော့သွင်းကိုတွေသွင်းမှဖန်တီးမှုတွေကိုပြုလုပ်နိုင်မှာပဲတကယ်တမ်းစွမ်းရည်ကောင်းတွေကိုပြသနိုင်မယ်လို့ယူဆထားကြတာကများပါတယ်။ Face နဲ့ပတ်သက်ပြီးတော့လည်းအဲ့တိုင်းပါပဲ။ဝူဗာဟန်နန်နဲ့ပွဲစဉ်မှာကလည်း Face ရဲ့အရေးသွေးကတော်တော်လေးပေါ်လွင်ခဲ့တယ်လို့သူ့ကိုခနဲ့နေတဲ့ပရိသတ်တွေကိုလည်းရေငုံနှုတ်ပိတ်စေခဲ့ပြီးဖြစ်ပါတယ်။ပရီးမီးယားလိလို့အသင်းတိုင်းကကြမ်းကြမ်းတမ်းတမ်းကစားတတ်တဲ့နေရာမျိုးမှာ Face တယောက်အသားကျလာတာနဲ့အမျှသူ့ရဲ့စွမ်းရည်တွေကလည်းတပွဲပြီးတပွဲတိုးတက်ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ Face ရဲ့တိုးတက်လာတဲ့စွမ်းရည်တွေအပေါ်မှာနီးပြကြီးသားမကဘဲနဲ့အသင်းသားတွေကလည်းကြည်နက်အားရနေကြပါတယ်။ရှေ့ဆက်ပြီးတော့လည်းဒီထက်တိုးတက်ကောင်းမွန်လာဖို့ရှိပါတယ်။ဒါပေမဲ့ Face နဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်တစ်ချက်လည်းရှိနေပါတယ်။၃ရက်ခြားတစ်ခါကစားနေရတဲ့အခါမှာမိနစ်60လုံးလုံးဝင်ရောက်ကစားပေးနေတဲ့ကစားသမားတစ်ယောက်ဖို့နားချိန်တွေကလိုအပ်လာသလိုပွဲပန်းမှုတန်းတွေကိုချိန်ညီသွားဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ Face ကို M slot ကောင်းကောင်းကြီးကင်တွယ်နိုင်မယ်လို့ယုံကြည်ရပါတယ်ရှင်။